မင်းအောင်လှိုင်တို့အုပ်စုတမရလုံးမလုံးပါမလားလို့စိုးရိမ်နေတာအခုတော့မင်းအောင်လှိုင်ဒုတမရအဖြစ်ရွေးချယ်တင်မြောက်ညိုစောဒုတမရဟိုနန်းခင်မွေးလာပါလားအဲ့ဒီအကရင်မျိုးသမီးကတော့အိမ်ဖြည့်ပါမတာအိမ်ဖဲဝိုင်းလို့ပါပဲတိတ်တော့ထူးဆန်းမှုခင်ကြီးတို့လိုပုံစံမျိုးပေါ့မတာအိမ်မှာငါးအိမ်မပြည့်တော့လေအိမ်ဖြည့်ထိုးတဲ့ခင်ကြီးတို့အုပ်စုကြန့်ခိုင်ကြီးတတိုက်လုံးဖင်ကြားခဲညက်နေတာလည်းရှိသေးတယ်မင်္ဂလာပါခင်ဗျာဗိုလ်ကြီး channel မှာကြိုဆိုပါရစေလက်တွေ့ဖြစ်ပျက်တဲ့အခြေအနေသုံးသပ်ချက်နဲ့မြန်မာပြည်သူတိုင်းတိထိုက်တည်တဲ့သတင်းမှန်တွေကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့တမရလုံးပါလုံးမမလားတမရလုံးမမလားမင်းအောင်လိုက်တမရလုံးမမလားစိုးရိမ်နေတာအခုတော့တမရလုံးတယ်ဒီကောင်တမရလုံးတော့ဘူးပေါ်တယ်လို့ပေါ်လာတဲ့ကိစ္စတွေရှိတယ်စစ်တပ်ကကိုထောင်ချောက်ကိုမိပြီးကိုလေပင်ကိုကြိုးကွင်းစုပ်ခံရတဲ့အခြေအနေကိုရောက်နေတယ်သူကိုယ်တိုင်တမရလှုပ်ဖို့မဟုတ်ပါဘူးအာနာသိန်းတာမဲခိုးလို့ပါဆိုတဲ့ကောင်ပါဇက်အတွင်းသတင်းလေးတွေကျွန်တော်ဒီနေ့ပြောပြမယ်မင်းအောင်လိုက်တမရလှုပ်ချင်လို့ဆက်သလူးကိုခါနေတာပဲဆိုတဲ့အချက်လက်ကျွန်တော်အတွင်းသတင်းတစ်ခုပြောပြမယ်အဲ့လိုလက်ရှိသူတမရလှုပ်လိုက်ချင်းဟာလေသူတမရယူလို့အာနာယူလို့တိုင်းပြည်ကိုအာနာသိန်းတာဆိုတာကိုနံပါတ်1ဝန်ခံလိုက်တာပါပဲအဲ့ဒါရှင်းတာဘာမှမရှိပါဘူးအာနာသိန်းချင်းဟာတမရမလှုပ်ရလို့အာနာသိန်းနေဆိုတဲ့ထောက်ပေါ်နေတဲ့သတင်းကိုမင်းအောင်လိုက်အတီးပြုတ်လိုက်တာဖြစ်ပါတယ်နံပါတ်1နံပါတ်2ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့သူတို့စစ်တပ်ရဲ့ပြည်က3ပုံလို့ပြောလို့ရတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာကာချုပ်ကိုကာချုပ်ကပြန်ခန့်လို့ရတဲ့ဥပဒေပါလားအခုတော့ကာချုပ်ကိုကာချုပ်ကပဲပြန်ခန့်တယ်စီကံအမဲ့ဆုံးသောကဘာပေါ်ကဂုံတိတ်ခါမရှိဆုံးသောအရှက်မဲ့ဆုံးသောစစ်တပ်အဖြစ်မြန်မာချမ်းစစ်တပ်ဟာဘူးပေါ်တယ်လို့ပေါ်လာခဲ့ပြီနောက်တစ်ခုကဗမာပြည်မှာကာချုပ်ဖြစ်ချင်ရင်မိဖို့ကြောင့်ဒီပလိုမေစီဆိုတာရှိတယ်ကာချုပ်မိန်းမကိုမိန်းမလှုပ်ပြီးအိမ်ဖို့တပွဲသွားလှုပ်ပြီးကာချုပ်ဖြစ်နိုင်ခြင်းရှိတယ်အဲ့တော့ပထမတန်းရွှေခေတ်တုန်းကလည်းဒီလိုပဲဂျူလာအိမ်ကိုဟုတ်ပါဘူးတန်းရွှေမိန်းမအိမ်ကိုအခုဂျူလာမဲတခေါကသွားပြီးအိမ်ဖို့တယောက်လို့မြို့တွားခတ်ရခဲ့လို့မင်းအောင်လိုက်ကာချုပ်ဖြစ်လာခဲ့တယ်အဲ့မင်းအောင်လိုက်ကာချုပ်ဖြစ်တဲ့အချိန်မှာတန်းရွှေဆိုတဲ့လူဟာသူ့ကိုပြန်လှန်မဲ့သူမျိုးကိုတော့မခန့်အပ်ဘူးစစ်တပ်ရဲ့သဘောတဘာဝမှာလေသူတို့ပြောစကားနားထောင်တဲ့လူလျှော်တွေကိုပဲခန့်အပ်လိမ့်ရှိတယ်သူတို့နေရာအရဘူးလူတော်တွေကိုအမြဲတမ်းသူတို့ကိုပြန်ပြီးတော့ဘယ်လိုလဲတစ္ဆာဖောက်မှာဆိုလို့လူတော်တွေကိုဘေးကတ်ထားလိမ့်ရှိတယ်အခုကာချုပ်ကနေကာချုပ်ပြန်ခန့်တဲ့ရင်ဝင်ဥဟာလည်းလူလျှော်တယောက်ဖြစ်ပြီးကာချုပ်ဖြစ်လာရတဲ့အကြောင်းရင်းကတော့မိဖို့ကြောင့်ဒီပလိုမေစီအရာဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်ကဘယ်စတိုင်ကိုသွားပြီးဘယ်အချိုးမှာဘယ်ပစိုးဝင်နေလဲဆိုတော့ကျွန်တော်တို့မှန်းဆကြည့်တဲ့အခါနေဝင်းအချိုးချိုးနေတာကိုတွေ့ရပါတယ်စစ်တပ်ကိုဩဇာကြီးမားမားနဲ့စုပ်ကင်တာသူကိုယ်တိုင်ကတမရလှုပ်ဒီလိုအခြေအနေမျိုးချိုးနေတဲ့မင်းအောင်လှိုင်ဒါပေမဲ့သူဟာမင်းအောင်လှိုင်ဖြစ်ပါတယ်ဦးနေဝင်းမဟုတ်ပါဦးနေဝင်းရဲ့စဉ်သက်လာမှုပုံစံကရဲဘော်၃ကျိတ်ထဲမှာပါဝင်ခဲ့ပြီးစီနီယာတယောက်ပေါ့ဗျာနော်တက်မတော်ကိုစတင်တီထောင်နေတဲ့မှာပါတဲ့လူတယောက်ဟိုတခင်ရှုမောင်လမ်းဘေးမှာကြားထိုးရင်းနဲ့ဆွဲထက်ခံရတယ်ဆိုတဲ့ကိစ္စတွေပါတွေကတမိုင်းမှာနောက်တစ်ခေါက်မှရှင်းမယ်ရှုမောင်ကိစ္စကတော့နေဝင်းကတော့အရတမမူးယူမိမတွေနဲ့ပျော်ပါတောက်စားနေတဲ့လူဘာကြောင့်သူကရဲဘော်၃ကျိတ်တွေပါသွားတယ်ဆိုတဲ့အကြောင်းကပြောရင်ရှင်းမှာဆိုလို့မပြောတော့ဘူးအဲ့တော့မင်းအောင်လိုက်နေဝင်းအချိုးဘလို့ချိုးလဲဆိုတော့စိတ်ကြိုက်ကာချုပ်တွေကိုခံတယ်စိတ်ကြိုက်လူတွေကိုတမရစိတ်ကြိုက်လူတွေကိုသူက
စစ်တပ်ကအယက်သားအစိုးရကောဟန်ချက်ကြီးထိန်ကြောင်းပဲသူ့ကိုယ်သူအထင်ကြီးပြီးနေဝင်းချိုးချိုးတယ်တစ်ဖက်နိုင်ငံရေးမှာတိုက်ပြည်ထဲမှာလည်းနေဝင်းလိုပဲမဆလာတမဝေမှာခစ်စီကိုပြန်သွားနေတယ်ဒါဆိုရင်ကျိန်းသေးတာဟာမင်းအောင်လိုင်ဟာနေဝင်းမဆလာအချိုးချိုးနေပြီဟုတ်လားမြင်လားကျွန်တော်အဲ့လောက်ပဲပြမယ်နော်ကျွန်တော်ရဲဘော်မိတ်ဆွေတွေကအရေးပြရင်အကောင်မြင်မဲ့လူဆိုတော့လေချီချီဝူးကြီးခင်းပြပြီတော့အဲ့တော့မင်းအောင်လိုင်နေဝင်းအချိုးချိုးတဲ့အခါကျမင်းအောင်လိုင်ဟာနေဝင်းမဟုတ်ဘူးမင်းအောင်လိုင်ဟာတက်ထဲမှာဘာဩစာမှကြီးကြီးမားမားထူထောင်ထားခဲ့နိုင်တဲ့လူမဟုတ်တယ်လို့အခုနောက်တက်လာတဲ့ကာချုပ်ဆိုတာကလေသမရဦးဝင်းမြင့်ကိုယ်တိုင်လက်မှတ်ထိုးပြီးအတီးပြုတ်ပေးလိုက်တဲ့စစ်ဘက်ဆိုင်ရာလုံခြုံရေးအကြီးအကဲပေါ့ဗျာထောင်နှိုင်းမှုပေါ့စရဖမှုပေါ့စရခလို့လေခေါ်တာပေါ့စရခချုပ်အဲ့တော့ဒီရဲဝင်းဦးဟာဒေါအောင်ဆန်းစုကြည်ကိုကိုယ်တိုင်ပွားဖမ်းတဲ့အထဲမှာဥဆောင်ပါဝင်တဲ့သူတစ်ယောက်ဖြစ်တယ်ဒီကနေ့အခင်းချင်းကတော့တမရာယူကအာနာသိမ့်ပြီးဒေါအောင်ဆန်းစုကြည်ကိုဖမ်းတဲ့ကောင်တွေကာချုပ်တက်ဖြစ်တဲ့ခုနှစ်2026ခုနှစ်ဥပဒေကိုထီးလို့ပိုလိုတွေလှုပ်ချင်တိုင်းလှုပ်နေတဲ့စစ်ဘူပြက်ပေါ့ဘူပြက်တစုရဲ့စိတ်ကူးတွေစံနှုံးတွေစီစဉ်တာတွေဟာဘယ်လောက်ထိခံမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဒီလိုပဲတစ်ဖက်မှာလဲဒေါ်လာအင်အားစုတွေဘက်က KNU KIA KNPP CNF နော် NUG CRPH ဆိုပြီးတော့ Federal Democracy နိုင်ငံအပြည်တော်စုပေါ်ထွန်းရေးဥဆောင်ကော်မတီဆိုပြီးတော့ဖွဲ့စည်းလာတယ်ထုတ်ပြန်ကြေညာတယ် Federal Democracy ပြည်တော်စုပေါ်ထွန်းရေးဥဆောင်ကော်မတီဥဆောင်ကောင်စီတော်လည်းကောင်စီတောင်သွားတည်းရမိသေးတယ်အဲ့တော့ NUG ရဲ့နောက်ပိုင်းဖွဲ့စည်းမှုတွေမှာလဲကောင်စီတို့ unit တို့သုံးလာတာတွေ့ရတယ်အဲ့ဒီအသုံးနှုန်းကလည်းမဆလာဦးနေဝင်အသုံးနှုန်းတစ်ခုဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ငါတို့တိုင်းပြည်ကလူတွေနေဝင်းကိုများကြိတ်ကြွေနေကြလားကျန်တဲ့နာမည်တွေအခေါ်တွေအသုံးနှုန်းတွေထားပါတော့နောက်တစ်ခုကနိုင်ငံရေးအကြက်အတဲများပေါင်းဆက်ညီနိုင်ရေးအစုအဖွဲ့ကိုမြအေးတို့ကလည်းထုတ်ပြန်ကြေညာလာတယ်ဒါဒီကနေ့အခင်းချင်းအဲ့ဒါတွေကိုမပြောခင်မှာကျွန်တော်ခင်ဗျားတို့ကတခါပြောတာမှတ်မိလားရန်ကုန်မန္တလေးအမြန်လမ်းတက်တီလမ်းဟောင်းတွေဟျောင်းနေဂယူးဆိုင်ပြီးသွားနော်ငါတို့လုံးမှတ်မိလားလူမြတ်ကျော်ပြောရင်လွဲခဲ့တယ်နော်နေပြီးတော့ငါတို့ပြစ်မယ်လို့ပြောတာမခန့်တော့မသာပေါ်ပြီးပြီနောက်အချိန်ကြီးဘယ်လောက်လာမလဲလဲမသိသေးဘူးနောက်တစ်ခုကရန်ကုန်မန္တလေးအမြန်လမ်းကိုနော်ရန်ကုန်မန္တလေးအမြန်လမ်းကိုနော်ဟျောင်းနေဆိုတော့ကိုမခန့်နဲ့မလာ31ရက်နေ့နောက်ဆုံးသတင်းများအရာပြည်ရလေပြည်သူလွတ်မြောက်ရေးတပ်မတော်ကရဲဘော်တရင်တပ်ဖွဲ့တွေမန္တလေးတိုင်းရမဲသိမ်းမြို့နယ်ကြော်ကြားရွာအနီးမှာကင်းလဲလာတဲ့ရဲခွေးတိုက်ကိုပြည်ရလေတက်တွေကြားဖြတ်တိုက်ပါတယ်ဘယ်နေရာလဲဆိုတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်း253ပါရှင်းလားအပြန်အလှန်ပစ်ခတ်တယ်ဖိပစ်တာစကားတွေရဲကားတွေကိုဖိပစ်တာရဲခွေးတိုက်ကမူယူစေသမားကြောင်တောင်နဲ့ခေါင်းကြီးဝတ်တော့ဆွဲတဲ့အချိန်မှာရဲခွေးတွေပြေးပါတယ်ဘယ်လောက်ပြေးလဲဆိုတော့နောက်ဆုံးသတင်းများရတော့အင်အား20ပါရဲကားကိုတိုက်တာ10ယောက်မသာပေါ်တယ်လို့သိရပြီအိုနာကြိုးကန်းခြေတစ်ပတ်ဖြစ်သွားတာကတော့ဘယ်နှယောက်ရှိတယ်လို့အတီးပြုလို့မရသေးဘူးကျွန်တော်ပြောလိုက်နော်မှတ်မိလားရန်ကုန်မန္တလေးအမြန်လမ်းတော်ရောက်နေငါတို့မခန့်တဲ့ကောင်တွေမင်းတို့ယုံတက်ယုံစင်လုံနေတဲ့လူတွေအကုန်လုံးရဲ့ record တွေငါတို့ယူနေတယ်အဲ့လိုတွားနေတဲ့အချိန်မှာထပစ်တော့မှကျမတို့ကအယက်သားပါကျွန်တော်တို့ကအယက်သားပါလို့မလုံနေတော့ဟိုတရက်ကလည်း
နေပြီးတော့ဝင်တိုးဂိတ်စုပေါင်းဂိတ်တို့ငါတို့တဲ့တယ်ပြပြပြီးပြီနော်တော်လိုင်းရေးကိုနောက်တယ်လို့ပြောင်းတယ်လို့ကြောင်တယ်လို့ကြားတယ်လို့လှုပ်တဲ့ကောင်တွေမျိုးထဲမှာလူမြတ်ကျော်တို့မပါဘူးပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်ကြိုးစားပြီးတော့လောက်ကင်ကြမယ်ကျွန်တော်တို့ရဲ့တန်ဋိဌာန်ကစစ်တပ်ရဲ့တောက်တိုင်တွေအတိကတောက်တိုင်တွေမှန်သမျှပေါ့ခြေဖြတ်ထိုးနှက်ချင်းချောက်ရမှာဖြစ်တယ်အဲ့တော့ခုနတမနာယူကိစ္စပြန်သွားရအောင်နော်ဖရဗီတောင်စုတီဆောက်ရေးတီထောင်ရေးဥဆောင်ကောင်စီကခုန CPB လို့ခေါ်တဲ့နိုင်ငံရေးအကြက်တဲပေါင်းဆက်ညှိနှိုင်းရေးအစုအဖွဲ့ရဲ့ဒါတွေကိစ္စကိုနောက်ဆုံးမှရှင်းမယ်နောက်ဆုံးမှကနည်းနည်းအရေးကြီးတာတွေပါတယ်ဆုံးကနားထောင်ဖို့လိုတယ်တောင်အာဖရိကရဲ့ ANC တိလားနက်ဆင်မန်ဒလာရဲ့တော်လှန်ရေးတော့ချက်၃ချက်ကိုလည်းပြောပြမယ်အဲ့တော့ပထမတော့ကတော့သတင်းတွေထွက်နေတာတမရာယူမင်းအောင်လိုင်းတမရာတောင်းတယ်အဲ့ဒါကိုမပေးလို့အာနာသိမ်းတာဟာစိတ်ဘောမတွေကညင်းနေမဟုတ်ဘူးဒါမဲခိုးလို့သိမ်းတာအခုတော့မင်းတို့မင်းအောင်လိုင်းမင်းတို့ဘောမတွေတဲ့အဖတမရာယူလို့တိုင်းပြည်ပြက်ရတယ်ဆိုတာဘာငင်းကျင်သေးလဲအဲ့တော့တမရာမင်းလောက်ပါမလားလို့ဘာလို့စိုးရိမ်တာလဲဆိုတော့တမနာလှုပ်တာနဲ့ဒီကောင်အာနာသိမ့်ပြီးဒီကောင်တမနာတက်လှုပ်တယ်ဆိုတဲ့ကူကစစ်တပ်ကလှုပ်တဲ့ကလိန်ကြတဲ့ရွေးကောက်ပွဲအတူနဲ့လွတ်တော်အတူနဲ့အစိုးရတူကဘွားကနေပေါ်တာကဘာမှာစောက်ယူတွေတကောင်မှမရှိဘူးမြန်မာပြည်သူတွေကလည်းစောက်ယူတွေတကောင်မှမရှိဘူးမင်းတို့စစ်အုပ်စုတစုပဲအာနာယူပြီးတော့အမှန်ကိုမမြင်နိုင်ပဲမိုက်တွင်းတူပြီးမိုက်နေတာမင်းတမနာလှုပ်ပါအဲ့လိုလှုပ်တဲ့အတွက်တမရလှုပ်ဖို့မဟုတ်ပါဘူးတမရလှုပ်ဖို့တောင်းဆိုတာမပေးလို့အာနာသိမ့်တာမဟုတ်ပါဘူးလို့ညင်းခဲ့တဲ့ကောင်ကြီးရှက်တိုက်ရင်ကိုမျက်ခွက်ကိုချီးနဲ့တုပ်လိုက်ဟုတ်တယ်နော်နောက်တစ်ခုကမဲခိုးလို့အာနာသိမ့်နေဆိုပြီး तू က तू နိုင် तू က तू တမရလို့ तू ကာချုပ်ကို तू ကပြန်ခန့်ကာချုပ်ကကာချုပ်ခန့်နေဖယိုဖရဲ့စီကံမဲ့တဲ့ဥပဒေမဲ့တဲ့အဖြစ်ပြက်မလို့တကဘာလုံးကလူတွေကိုသွားပြောရင်ဆောက်ရှမ်းကြည့်လိုက်တဲ့ကောင်တွေကွာလို့ပြောကြမှာဆိုတာကိုမသိဘူးလားဘယ်သိမလဲအာနာယူနေတာအတ္တတွေအောက်မှာနုံနစ်ပြီးတိုင်းပြည်ကိုဖျက်ချင်တိုင်းဖျက်နေတဲ့ကောင်တွေမင်းအောင်နိုင်ဆိုတာလေကုကျင်တရားလေးမကောင်းဘူးဗျအဲ့လိုပြောရင်ပုဂ္ဂိုလ်ကြီးဆန်သွားမယ်ဂျိုးသားဖြောက်မှတ်မှုတွေတစ်ခုမှမရှိဘူးစိတ်ကောင်းနှလုံးကောင်းအောင်လေတိုင်းပြည်မှာလုံးဝမရှိဘူးမှန်သောစကားဘယ်တော့မှမပြောဘူးနောက်တိုးတစ်ယောက်ကမင်းအောင်နိုင်ပြီဇော်မင်းလုံးတီဂျီလေးနဲ့တဲ့ရုပ်စင်းအင်္ဂါလည်းမရှိဘူးပြောင်ဆက်ဆက်ပြောင်ချော်ချော်တဲ့ပညာတက်လို့လား10တန်းအောင်ပြီးအမှတ်240နဲ့ဘူတနတ်တက်အကတ်ကောင်းလို့ဘူလောင်းဘဝနဲ့ဘုံလူအိမ်မှာထမိန်လျှော်ဒီလူအိမ်မှာပကံဆင်းနဲ့မင်းတို့စစ်တပ်ရဲ့အကျင့်စရိုက်ဆိုးကမီးဖို့ကြောင့်ဒီပလိုမေစီတွေကွာညင်းမယ်ဆိုတဲ့စစ်သားရှိတက်ခဲ့သူများရေးပြီးတဲ့စာကိုတော့ဗျာအတန်လေးအတန်တအတန်ရဲ့ဩဇာထန်ကတိုင်းကြကြမဖတ်တတ်တဲ့ဒီလိုကောင်မျိုးတမနာလုပ်မယ်ဆိုတော့ကွာဒီနိုင်ငံမှာပြပုံမဖြစ်ဘယ်နိုင်ငံမှမဖြစ်အဲ့တော့ဆက်ပြောမယ်ဒီနေရာမှာအတွင်းသတင်းလေးတစ်ခုတမနာယူခဲ့လားဒေါ်စန်းစုကြည်ကတမနာတောင်းခဲ့လားဒေါ်စန်းစုကြည်စီကတမနာတောင်းတာမရလို့အာနာသိမ်းခဲ့လားဆိုတဲ့အချက်တစ်ချက်ကိုကျွန်တော်အတီးပြုတ်ပေးမှာဖြစ်ပါတယ်စိုးဝင်းကတော့ဒုတိယလူဖြစ်နေဇက်သိမ်းသွားပြီဗျအတိုင်းမင်္ဂန်ကောင်စီစစ်တပ်ရဲ့ဒုတိယနေရာဆိုတာချိန်စာတစ်ခုပဲလေဗျာမောင်ကြီးနဲ့အခုစိုးဝင်းကိုကြည်ရင်တွေ့နိုင်တာပဲမောင်ကြီးလည်းအရက်တွေဖိတောက်ရင်အခုတော့ဂျောင်ကတ်နေရတာပဲစိုးဝင်းနဲ့ပတ်သက်ပြီးအတွင်းသတင်းတွေတစ်ခုကိုကျွန်တော်တို့နိုင်ငံရေးမှာပညာရှင်တယောက်ဖြစ်တယ်လို့ပြောလို့ရတယ်ကိုရဲကရေးပြထားတယ်အာနာမသိငင်ကအဖြစ်ဖြစ်တစ်ခုတဲ့အာနာမသိငင်9ရက်လောက်အလိုမှာမိုးမြင့်ချုံးတို့မင်းအောင်လိုင်းရဲ့စာကိုယူပြီးတမရာယုံမှာလာတောင်းကြတယ်ကျုပ်တို့ခေါင်းဆောင်ကဒီလောက်အလျှော့ပေးတာခမည်းတော်ကလူပါဝတယ်ဆိုတာ
အဲ့လိုမျိုးပြောကြဆိုကြတောင်းညံ့ကြတယ်ဗျအဲ့တော့အဲ့ဒီနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာဥကြော်တင့်ဆွေနဲ့ကိုစောထေးတို့စီယုံကိုသွားခဲ့ကြတယ်ပြည်လေကြောင့်ညှိနှိုင်းကြမယ်ဆိုတဲ့အချက်သွားပြောတယ်ဘိုးမင်းအောင်လိုင်းနဲ့မတွေ့ခင်ဘိုးဆိုးဝင်းနဲ့အရင်တွေ့ကြတာပေါ့ဗျာတွေ့တော့ဘိုးဆိုးဝင်းကနောက်ကျသွားပြီတက်ချုပ်ကရုရှားကာကွယ်ရေးဝန်ကြီးလာပြီးနောက်ပိုင်းအာနာသိမ့်ဖို့စိတ်ဆုံးဖြတ်လိုက်ပြီဘာညာတရကစိုးဝင်းကိုယ်တိုင်ကပြောပါတယ်မဟုတ်ဘူးဆိုစိုးဝင်းထွက်ရှင်းလိုက်အဲ့ဒီအကြောင်းက2022ခုနှစ်အာနာသိမ့်နှစ်ပတ်လည်မှာသူရေးခဲ့ပါသေးတယ်ကိုစော်ထေးမသေးသေးဘူးတဲ့အဲ့ချိန်ကအဲ့ဒီ post ထဲမှာပါတဲ့အကြောင်းတွေကြောင့်ကိုစော်ထေးကိုဖိအားပေးတာတွေပါလုပ်တယ်ပေါ့ဗျာတဲ့စိုးဝင်းရဲ့ဥကြော်တင့်ဆွေရဲ့ကိုစော်ထေးရဲ့3ယောက်ပဲရှိတာဥကြော်တင့်ဆွေကပြန်ပြောနိုင်တဲ့အခြေအနေမှာမရှိဘူးဒါကြောင့်ကိုစော်ထေးပဲဖြစ်မယ်ဆိုပြီးနိုင်ငံတော်ရေးကြီးရှိုးဝက်ချက်ကိုအပြစ်မှာရှောက်ဖြန့်နေဆိုပြီးစော်ထေးကိုတနာလို့ပြောရေးဆိုပြီးကိုစော်ထေးသိရမလားစော်ထေးကိုဖမ်းမယ်စီးမယ်အကြက်ကင်တဲ့အခါကျတော့တဲ့အဲ့ပို့လေးဖြတ်ပြီးဖို့သူ့စီကူလာပြီးတော့ပြောရှာပါတယ်တဲ့တကယ်ကဒီအကြောင်းကိုသိတာကိုစော်ထေးပြောလို့မဟုတ်ဘူးဗျာတဲ့သူလဲကိုအဲ့ဒီအကြောင်းนี่မပြောခဲ့ဘူးတဲ့ဒါပေမဲ့စစ်တပ်ဆိုတာဗျာရှင်းပြလို့ရတဲ့အမျိုးမမဟုတ်တာကလိန်ကချစ်မတရားလုပ်မယ်ဆိုရင်စိတ်ထင်ဟာအကုန်လုပ်တဲ့ရက်ကွက်ထဲကအယက်သမားလူမိုက်လောက်တော့အဆင့်မရှိတဲ့အကောင်တွေဘူးဘိုးဆိုးဝင်းလေသူပြောတော့ငါပြောပြီးကြောက်နေလားမသိဘူးတက်ဆိုတာကဘယ်လောက်ဂျာရူကြီးကြီးဗျစစ်တပ်မှာဒုတိယလူပဲတဲ့မြန်မာစစ်တပ်လိုမျိုးပရိသတ်အာနာရှင်ပုံစံတီဆောက်ထားတဲ့စစ်တပ်မျိုးကပိုဆိုးတာပေါ့ဗျာတဲ့အထက်ကနေပြိနေအောင်ဖိထားပြီးတော့ပြန်တော့မော်ကြည့်လို့မရဘူးတဲ့ဘိုလ်ချုပ်တွေဘုံမှုချုပ်တွေဆိုဘိုးမင်းအောင်လိုင်ကမျက်ခွက်ထိုးမှကြောက်လို့မျက်လုံးတွေတော့ရေးရှင်မကြည့်ရတဲ့စစ်တပ်တဲ့အခုတော့စိုးဝင်းကစီသူတွေဖြစ်သွားပြီအဲ့ဒီခုနကျွန်တော်ပြောတဲ့အထဲမှာပါတဲ့မိုးမြင့်ထွန်းတို့မင်းအောင်လိုင်ရဲ့စာကိုယူလာပြီးတမရယုံမှာလာတောင်းကျမ်းတယ်ဆိုတဲ့စာကသူ့ကိုတမရယာရူးပေးပါလို့တောင်းတဲ့စာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တတိရှိတယ်ဆိုရင်မင်းအောင်လိုင်နဲ့စိုးရင်ဒီစကားကိုဒီအကြောင်းကိုထွက်ရှင်းလိုက်ပေါ့အဲ့တော့ဒီနေရာမှာကာကျုပ်အစ်စ်ဖြစ်လာတဲ့ရေဝင်ဦးအာဒူးဘီလာမယ်လမ်းပေါ်တက်เสียမလို့ဘူးအိမ်မှာနေပြီး Facebook စာလေးရိုက်တင်ုံနဲ့နိုင်ပြီလို့တိုက်စီသမားဇလန်းကိုရေးခဲ့တာဘာလို့ထင်လဲဒေါက်တာဆဆာကိုတိုက်စီနဲ့ခေါ်တင်ပြေးသွားတယ်လေအဲ့ဒါရေဝင်ဦးရေးတဲ့ဇလန်းဖြစ်ပါတယ်နမောကိုပြည်သူတွေရှင်းသွားအောင်လုပ်နိုင်တစုံတစ်ခုလုပ်နိုင်ခဲ့တဲ့ရေဝင်ဦးဗျာရေဝင်ဦးရဲ့ပရောပကနာဟာဒီ92နာရီချင်းတွေအာဒူဘီချင်းတွေတရုတ်လေရင်ချင်းတွေနှစ်ကုန်ရင်နိုင်မဲ့ချင်းတွေကိုထဲတဲ့နေရာမှာစနစ်တကျလုံနိုင်တယ်နော်အဲ့ဒီချင်းတွေတော့ကိုဘယ်သူလိုက်လဲဆိုတော့ NLD ရဲ့ဘိုးကော်မတီဒေါ်မေဝင်းမြင့်တို့ကိုမင်းကိုနိုင်တို့တော့ပါသေးလားမသိဘူးနော်ကျန်တဲ့လူတွေပါမှာပေါ့ဗျာဒါပါတော့အဲ့တော့ကျန်တဲ့အချက်တွေကတော့အများကြီးရှိသေးတယ်ရေဝင်းဦးဟာစာရဖညွန့်ချုပ်ဘွားနေပြီးတော့ကာချုပ်တက်ဖြစ်လာတာပထမအဦးဆုံးတရားညမသမိုင်းစစ်တဲ့သမိုင်းမှာနောက်တစ်ခုက ODS ဆင်းဖြစ်တယ် DSC ဆိုတဲ့ကောင်တွေတစ်ချိန်လုံးမင်းမူလာတဲ့အခြေအနေကနေပြီးတော့ ODS ကိုကာချုပ်တန်းပေးလိုက်တဲ့အခြေအနေမှာအခု DSC ဇင်းဆိုတဲ့ကိုဂုံထောင်နေတဲ့ကောင်တွေတော်တော်ကြီးကိုအဆက်ကွဲနေကြရဲ့အဲ့တော့ကျန်တဲ့ရင်ဝီရဲ့အားသာချက်တွေထဲမှာဆိုရင်ပေါ့နော်ရင်ဝီလုတ်တဲ့အချက်တွေထဲမှာခင်ညို့လိုကျောင်းတွေကိုတက္ကသိုလ်တွေကိုပြန်ဖွင့်လို့မရနိုင်တဲ့အနေအထားမျိုးမရောက်ခဲ့ဘူးကိုဗစ်ကာလကြီးမှာတက္ကသိုလ်တွေပြန်ဖွင့်အောင်သူစွမ်းစွမ်းတမန်လုပ်ခဲ့တယ်ရေဝင်ဦးဟာနောက်တစ်ခုကလေ
ကိုချီမီတို့ကိုစရာတော်တို့တေဆုံးမှုစစ်ကြောရေးနဲ့ပတ်သက်ပြီးအဓိကတာဝန်ရှိသူတယောက်ဖြစ်တယ်ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုတွားရောက်ဖမ်းဆီးတဲ့သူတယောက်ဖြစ်တယ်နောက်တစ်ခုကလက်ရှိယုံကြည်ချက်ကြောင့်အချင်းချခံတာတွေတော်လိုင်းနိုင်ငံရေးလူငယ်ယူကြီးတွေကိုဖက်စစ်ဂျပန်တွေထက်တောင်ရဲဆက်ဆက်ပြုတ်မှုခဲ့တဲ့အချမ်းအဆုံးဆောင်ရွက်ခဲ့တဲ့နေရာမှာတာဝန်ရှိသောဆရာဖညွန့်ချုပ်ရဲဝေဦးဖြစ်ဒီလိုနည်းနဲ့မင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုရယူနိုင်တယ်လို့သူမယားနီလာကလည်းမင်းအောင်လှိုင်မိမကျူလာရဲ့မိဖို့ကြောင့်ကပကံစေးရင်မိဖို့ကြောင့်ဒီပလိုမီစီနဲ့ကာချုပ်ဖြစ်လာခဲ့တဲ့ခေါင်းလို့ကျွန်တော်တို့လက်ရှိအခင်းကျင်းကိုသုံးသပ်လို့ရတယ်ကဲဒီအထိရှင်းပြီဆိုတော့ခက်မြင်မြင်နဲ့ခက်တူတူကျွန်တော်တို့တော်လိုင်းအင်အားစုဘက်မှာပေါ်ထွန်းလာတဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီဆိုတဲ့နာမည်ကြီးကအစင်တော့ပြည်မနေဘူးဒါပေမဲ့သူ Federal Democracy ပေါ်ထွန်းကိုစုလုပ်ပါတယ်ဆိုတာကိုပေါ်လွေစေခြင်းလို့ဒါကြီးကိုဘတ်တို့ objective တို့ sub တို့ဘာမသိပဲနဲ့ပြစ်ထည့်ပြတာနောက်သုံးတဲ့တစ်ခုကကောင်စီပေါ့နော်ကောင်စီဆိုတဲ့အသုံးလုံးဟာမဆလာတက်မှာသုံးလုံးခဲ့တဲ့အသုံးလုံးဖြစ်တယ်လို့ကျွန်တော်တော်လိုင်းအင်အားစုတွေဘက်မှာတော့ဘယ်တုန်းကမှကောင်စီဆိုတဲ့အသုံးလုံးမျိုးကိုမသုံးတာတော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့နော်ကောင်စီဆိုယွန်တာပေါ့ဗျာပြည်သူကလည်းယွန်တာဘာလို့လဲဆိုတော့မဆလာကောင်စီရက်ကွက်ကောင်စီမြို့နယ်ကောင်စီဆိုပြီးလုပ်ခဲ့တာပြည်သူတွေရဲ့အတင်းနှလုံးမှာကောင်စီဆိုတဲ့စကားလုံးကအင်မတန်ဘယ်လိုခေါ်မလဲရွှရှာပွဲရစကားလုံးဖြစ်တော့တော်လိုင်းအင်အားစုနိုင်ငံအင်အားစုတွေကောင်စီဆိုတဲ့အသုံးကိုအင်မတန်ရှောင်ရှားလေးရှိတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အလုပ်ဖြစ်အဓိကပေါ့ဗျာနော်ကောင်စီ3ပြောင်ပြီး3ကျင်တာ3အဲ့တော့9နှစ်တာကြီးဖွဲ့စည်းပုံ Federal ဖွဲ့စည်းပုံပေါ်ပေါက်ရေးချတာလားချတာကြီး9နှစ်တာကြီးမပေါ်ပေါက်လာဘူး NUCC လဲဒီကောင်စီမှာပါမလာဘူးနော်ဒီအခြေအနေတွေတော့တွေ့ရတယ်ဒါပေမဲ့စုပေါင်းဆောင်ရွက်ခြင်းကိုတော့ကြိုးစိုးတယ်သို့တော့ယူသားဖို့တော့လိုတယ်ယူသားဖို့လိုတယ်အဲ့ဒီစုဖွဲ့မှုမှာကြည့်ရင် KNU KIO CNF KNPP ပေါ့ဗျာနော် KNP Krini NUG CRPH နောက်တော့ unit အစိုးရတွေလည်းပါမယ်ပါညာပြောတော့ NUG နဲ့ CRPH ဆိုတဲ့ NLD ကနေစင်ပွားလာတဲ့အစုအဖွဲ့နှစ်ခုကတော့ကြိုပြီးတော့ဝေစုနှစ်ခုယူထားတာကိုတွေ့ရတယ်အဲ့ဒီခေါင်းစဉ်တက်ထားတဲ့အဖွဲ့အစည်းလေး4-5-6ခုထဲမှာတကယ်နေလားငါလားအကျိတ်အနယ်ဆွေးနွေးဆုံးဖြတ်ပြီးမဲခွဲလိုက်ရင် NUG နဲ့ CRPH နှစ်စုကနိုင်သွားလိမ့်မယ်ကျွန်တော်တို့က KNU ကတစု KIO ကတစု KNPP ကတစု CRF ကတစုတော့ကျွန်တော်တို့ပြဿနာအဲ့ဒါဦးနေဝင်းကိုကြိတ်ကြွေနေလားဆိုတဲ့မေးခွန်းကအဲ့ဒါတိုင်းနဲ့ပြည်နယ်14ခုဆိုတဲ့ frame ကဦးနေဝင်းချခဲ့တဲ့ကရင်တစ်ချက်ဗမာတစ်ချက်ပါဒါပေမဲ့ဗမာကတိုင်း9တိုင်းဆို9ချက်ရတယ်ကရင်ကတစ်ချက်ရမယ်ရှမ်းတစ်ချက်ဗမာတစ်ချက်လေရောက်တစ်ချက်ဗမာကတိုင်း9တိုင်းမင်းတို့ကပြည်နယ်တစ်ခုစီအဲ့ဒီအခြေအနေဇိုးအောက်ကနေရုံထွက်ဖို့အကြံပြုပါတယ်ယူတသားလေးနဲ့ပေါ့နော်နောက် unit ကိစ္စတွေအဲ့တော့ကောင်စီတွေမှာ unit အစိုးရတွေထိုးထည့်ပြီးတော့မဲအသာစီးနဲ့ရောက်အောင်ကြိုပြီးတော့တင်စင်တာတွေမလုပ်ကြပါနဲ့ဗျာတိုင်းသားတွေနဲ့ကျွန်တော်တို့နဲ့စုဖွဲ့မှုကိုကျွန်တော်တို့ဗမာကောင်တွေတိုင်းပြည်ရဲ့80%သောသူတွေကယူတသားနဲ့သူတို့နဲ့လက်တွဲပြီးဒီတော်လှန်ရေးကိုတိုက်ပွဲဝင်ချင်ပါတယ်အဲ့တော့ပေါ်ပေါက်လာမှုကိုကျွန်တော်တို့အကြမ်းပြအဖြစ်ကြိုဆိုရမှာပါမူအဖြစ်ကြိုဆိုရမှာပါဒါပေမဲ့သမ္မတပြောတဲ့အထဲမှာတခုရှိတာကတခုတည်းသောအစိုးရနဲ့တဒတ်တည်းလှုပ်ပြီးတော့ဥစ္စာတဒတ်တည်းလှုပ်တာသဘောတူတယ်တတိုင်းပြည်လုံးကိုစီယုံသိမ့်သွင်းတဲ့ဗျူဟာနဲ့စနစ်ခင်ဗျားတို့မှားနေတယ်ခင်ဗျားတို့အောက်ကပါသုံးလုံးကြီးလှုပ်ချင်တိုင်းလှုပ်တဲ့ဥပဒေမဲမှုတွေကိုအရေးယူပြလိုက်ရင်အခြားတော်လှန်ရေးတပ်တွေနဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုတစုံတရာရနိုင်ပြီဗုဒ္ဓမရီတို့ဘာလို့ဗျာအများကြီးပြောတာတော့ပြောရင်ရှည်တယ်နော်အဲ့ဒါတကိစ္စ CPB ဆိုတဲ့ကိုမြအေးရဲ့နိုင်ငံရေးအကြက်တဲ့ပေါင်းဆက်ညှိနှိုင်းရေးအစုအဖွဲ့ကိုမြအေးတို့ကတော့တမိုင်းမှာဖြတ်တန်းမှုနဲ့အတွေ့အကြုံကောင်းကောင်းရှိပါတယ်ကျွန်တော်တို့နဲ့လည်းစကားဝိုင်းနေမှာပြောမှုတွေတကယ်လေနိုင်ငံရေးအတွေးခေါ်နဲ့ပတ်သက်ပြီးထက်မြက်တဲ့လူတစ်ယောက်ပါပဲဒါပေမဲ့
ကိုမြအေးကိုဒီနေ့ကကျွန်တော်မြစ်တာရက်ခံချင်တာကအဲ့ NGO လို့ CSO လို့အသုံးလုံးမျိုးမသုံးဘဲနဲ့ပေါ့ဗျာနိုင်ငံရေးဆိုင်ရာပေါင်းသက်ညှိနှိုင်းမှုကော်မတီကော်မရှင်အဲ့လိုမျိုးတွေသုံးဖို့အကြံပြုပါတယ်ပြည်တွင်းနိုင်ငံရေးအင်အားစုတွေလောက်ကင်ဆောင်ရွက်မှုကလည်းသူ့ယုံကြည်ချက်နဲ့သူပေါ့ဗျာမှားတာတွေမှန်တာတွေတော့တပိုင်းကဆုံးဖြတ်ပေးကြလိုက်မယ်အခုကာလက0 gain ကိုသွားနေတာဖြစ်တဲ့အတွက်တစ်ဖက်ကိုတစ်ဖက်အမြင့်ဖြတ်ခြေမုံနိုင်မှရှားလက်ကထွက်မယ်ဆိုတဲ့အခြေအနေမှာအကုန်ပြတ်သုံးရေးအဆင့်ထိမရောက်ဘဲနဲ့ပြည်သူလူထုကောတိုင်းပြည်ကောဘယ်လိုပုံစံနဲ့သွားမလဲဆိုတာကိုဒီ0 gain ကြီးအားလုံးဆုံးရှုံးတော့မယ်ပြတ်သုံးတော့မယ်အခြေကြီးအောက်မှာအားလုံးဝိုင်းစ조사ဖို့ပြင်ဆင်နေကြတယ်လို့ပဲအကြမ်းမြင်ကျွန်တော် NUG ရောအကုန်လုံးပေါ့ဗျာနော်ကျွန်တော်အဲ့လိုယူဆမယ်အားလုံးကိုကျွန်တော်တို့ယူသားဖို့စေတနာမှန်ဖို့လိုမယ်လို့ကျွန်တော်အဓိကတိုက်တွန်းလို့တယ်စောင့်ကြည့်ကြမယ်အဝေးပဲမစောသေးဘူးဗျာနော်သူတို့လိုကျင့်ဝတ်မဲ့တစိမ့်ကက်မှုတွေခက်စောစောမလုပ်ပဲအဖွဲ့တွေတော့ဖွဲ့ပြန်ပြီးအလုပ်တွေဖြစ်ပါမလားဆိုတဲ့ပြည်သူလူတန်တရားကိုကြော်ဖြတ်နိုင်မလားတစ်ချက်စောင့်ကြည့်ကြရအောင်အဲ့တော့ဒီဒေါ်လာရင်းမှာစစ်တပ်ရဲ့ဖက်စစ်တပ်ရဲ့ရန်ရာကြီးတစ်ခုကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုတယ်ဖက်စစ်တပ်ကမင်းအောင်လိုက်သေသွားလဲနောက်တစ်ယောက်တက်လာမယ်စိုးဝင်းသေသွားလဲနောက်တစ်ယောက်တက်လာမယ်အဲ့ဒီဖက်အာနာရှင်စနစ်ကြီးစစ်အာနာရှင်စနစ်ကိုမောင်းနေတဲ့ဆက်သွားတွေရန်ရာတွေကျိုးတွေဝါယာတွေအဲ့ဒါတွေအားလုံးကိုကျွန်တော်တို့အာယုံချောစနစ်တွေကိုကျွန်တော်တို့တစ်ချက်တော့လေ့လာကြည့်ရင်နံပါတ်1စီးပွားရေးဆိုတဲ့ဥပိုင်တို့ဥပိုင်နဲ့ဆက်လုပ်နေတဲ့ခရိုနီတို့အဲ့ဒါတွေကစစ်တပ်ရဲ့အသက်သွေးကြောဖြစ်ပါတယ်တိုင်းပြည်ဘတ်ဂျက်နဲ့ပြည်သူလူထုငွေကိုဂရုစိုက်เสียမလိုပဲလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့အခြေအနေကိုစစ်တပ်ကဖန်တီးတာငွေရှိလို့ပါအဲ့ဒီငွေကိုရအောင်လဲစစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းများအဲ့ဒီကနေရယူပါတယ်အဲ့တော့တိုင်းပြည်ကိုစောင့်ပြီးမဆိုင်ဘူးပြည်သူကိုဂရုမစိုက်ဘူးအာဏာကိုသိမ်းချင်တိုင်းသိမ်းလို့ရတဲ့အထောက်အပံ့တစ်ခုကစီးပွားရေးဖြစ်ပါတယ်အဲ့ဒီစီးပွားရေးတောက်တိုင်တွေကိုတပိတ်မောက်မတုံးတဲ့ရိုက်ချိုးကြဆိုတဲ့အခြေခံပုံစံတွေနဲ့ကျွန်တော်တို့တိုက်ပွဲဝင်ရမယ်နံပါတ်2စစ်ဘိုလ်ချုပ်ဆိုတဲ့ကောင်တွေဟာတနတ်မကင်ဘူးဗျအမိတ်ကိုကင်တာတယ်အဲ့ဒီအမိတ်တွေကိုအကောင့်ထဲပေါ်ပြီးနေတဲ့အာယုံကြောရန်နေရာကြီးရှိတယ်အဲ့ဒါဟာတိုင်းမှုတက်မှမှုဘုံမှုထွေအုပ်ခရိုင်မှုဒီလိုကောင်တွေကိုအကြောက်တရားချင်နဲ့ရိုက်ထည့်ပေးနိုင်ရမယ်ရက်ကွက်အုပ်ချုပ်မှုကစားအဲ့ဒီအာယုံကြောစနစ်ရက်တန်နိုင်ရှင်စစ်တပ်အကျော်တည်သွားမယ်ဒီနှစ်ချက်ကိုဘာနဲ့ပေါက်ဆက်လောက်ကမလဲဆိုနီးပညာတိုက်ပွဲလို့အစစ်မြင့်ချမ်ဘာရီနဲ့တရဇက်နေပြီးတော့လွတ်တော်ကြီးကိုရုံးစီရှာနဲ့ချီထိုးဖောက်ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့အခြေအနေမျိုးနဲ့ကပြင်းပြင်းတော့တကွက်တော့ပြအောင်မယ်ဗျာအဲ့တော့တောင်ကိုရီးယားက AMC ကတော်လိုင်းမှာတောချက်ကြတဲ့အချက်3ချက်ကျွန်တော်ဝေမျှခဲ့ပါအခြေကိုတော့နောက်မှပြောတောင်ကိုရီးယားက AMC ရဲ့တော်လိုင်းရေးမှာနံပါတ်1လက်နက်ကိုင်တိုက်ပွဲနံပါတ်2လူထုတိုက်ပွဲလူထုအုံကြွားမှုနံပါတ်3နိုင်ငံကဖိအားဆိုတဲ့အချက်3ချက်နဲ့စစ်တပ်ရဲ့ရန်ရာကိုကျွန်တော်တို့ဖျက်မယ်နေရမှာတောက်တိုင်တဲ့အာယုံဂျောတွေကိုခုနအချက်3ချက်နဲ့ပေါင်းဆက်နီးပညာနဲ့ကျွန်တော်တို့အာယုံစိုက်တန်လေးနဲ့ချပြီးလုံနိုင်ရင်ဒီစစ်တပ်ပြုတ်ကိုပြိုတယ်ဗျာရှင်းလားတစ်စက်ကလေးမှယုံမတန်တရားမဖြစ်ပဲငါတို့တော်နိုင်ရေးအတွက်ငါတို့အတူရဲဘော်တို့ရွေးစရာမရှိတော့စက်တိုက်ကြမယ်ခင်ဗျားတို့လူမြောက်ဖို့လူပီးသားဆိုတာနေဖို့ကျွန်တော်တို့အိမ်ပြန်လာနိုင်ဖို့အခြားသောရဲဘော်တွေသူ့အမေရှင်ခွင်နဲ့ပြန်ရောက်ဖို့အောင်ပွဲကရမှာဖြစ်မယ်ဗျာအောင်ပွဲရရင်လက်ပိတ်ဆိုင်အထူးထိုင်မယ်ကျွန်တော်ကပေါ်စိန်တောက်တာကောမက်တွေရေးပြီးဆွေးနွေးချက်တွေကိုတုံးသက်ပေးခဲ့ကြပါဦးဗျာကျေးဇူးတင်ပါတယ်